တရားရှိခိုးခြင်းခဏရပ်ထားတာပါဝဲတော်ကျင်းပတဲ့ El Machat ပန်းစံမှာဒုနတ်ဆိုင်မှာကော်ဖီဆိုင်မှာရုပ်သေးဘယ်လိုလုပ်တယ်ဆိုတာပြနေတာပါ workshop လေးပါရုရှားရုပ်သေးစင်မှာဒီတလီရုပ်သေးစင်မှာပိုလန်တစ်ရှိုးပြမယ်နေရာပါ